ဘာစီလိုနာကနေပြီးတော့ရိုဒီကိုခေါ်ထားတာရိုဒီကသွားမလို့မသွားမလို့ရောက်မလို့မရောက်လို့နဲ့ဘာမှဆောင်းဖြစ်နေတာဒီအခုတော့ရိုဒီကတော့ဘာစီလိုနာကိုရောက်သွားပြီနော်ရိုဒီကဘာစီလိုနာရောက်သွားတဲ့အခါကျတော့ဘာစီလိုနာကတော့ကြားအတောင်မတက်ပြီလို့ဖြစ်သွားတော့ဘာလို့လဲဆိုတော့သူတို့မှတကယ်ကောင်းမွန်တဲ့ကွင်းလည်ရှိပြီးသားဗျာဒီချိန်မှာရိုဒီကိုထပ်အားပြလိုက်တာပိုးဆိုးသွားနော်နောက်ပြီးတော့ဘာစီလိုနာမှာစပိန်ကွင်းလည်လူတွေများတယ်ဟိုစပိန်ကပ္ပဖလားရသွားတယ်စပိန်ကကွင်းလည်လူအခင်းချင်းတွေများတယ်ဗျာနောက်တန်းလို့ရှေ့တန်းခလဲတန်းအကုန်လုံးကစပိန်ကမန်နိုင်လေးကြီးပဲအဓိကတွေပါထားတာပေါ့ဗျာပါတော့ရိုဒီရောက်သွားတာကဘာစီလိုနာတော့ကပိုးပြီးတော့အဆင်ပြေသွားတယ်ပေါ့နော်ဒီကောင်ကတော့65.4တန်းနဲ့လားမသိဘူးဘာစီလိုနာကနေပြီးတော့ဟိုမန်စီးတီးကိုပေးဝယ်လိုက်တာပါဗျာရိုဒီကောင်းတယ်ဘာလို့လဲဆိုတော့ share ပဲနော်ဘာစီလိုနာတော့ share ဖြစ်သွားပြီဘာစပိန်အသင်းကကမ္ဘာဖလားမှာတောက်လျှောက်မှာတကိုးလားပဲပေးရတာနော်လုံးဝပေးကိုမရှိဘူးတကိုးပဲရှိတယ်ပေးကိုတကိုးပဲရှိတာအဲ့လောက်ထီကိုနောက်တန်းကြီးကကောင်းလွန်ကြီးတာညာဖိုင်နယ်မှာအာဂျင်တီးနားနဲ့ကန်သွားချီသွားတွားကြည့်လိုက်အောင်အဲ့ဒါဘာလဲဆိုတော့စပိန်ရဲ့ကွင်းလေရဲ့ကစားဘယ်လောက်ရှိလဲဆိုတော့ပြစပိန်ကွင်းလေနဲ့နောက်တန်းနဲ့စောင်းဝမ်းကောင်းတာညာကစားသွားမြတ်တစ်ချက်မှဟိုကန်ခွင့်ကိုမရလိုက်တာအာဂျင်တီးနားဆိုရင်နော်အဲ့လိုအဲ့ဒါလေးလာပြောပြပါရိုဒီကတော့မန်စီးတီးကနေပြီးမှဘာစီလိုနာကိုရောက်သွားပါပြီခင်ဗျာနော်နောက်နှစ်ကြရင်ဒီနှစ်လာမဲ့ပွဲမှာဘာစီလိုနာဘယ်လိုကံမလဲကြည့်ရနော်မန်စီးတီးကတော့အကုန်လုံးအထွက်တွေများနော်မန်စီးတီးပတ်ကွာဒီယိုလာလက်ထွက်သွားပြီအခုရိုဒီလက်ထွက်သွားပြီနောက်တဲ့ဟာလန်ကလည်းခက်လှုပ်ဖြစ်နေနော်ဘယ်သွားမလဲဘာလုပ်မလဲမသိသေးဘူးပေါ့ဗျာကဲအသင်းနှစ်သင်းရဲ့အချိန်ကြီးကဒါလေးပါဒါလေးလာပြောပြတာပါကျေးဇူးတင်ပါတယ်